မနက်4 နာရီထိုးပြီဆိုတော့ဘုရားကိုတက်တော်မှာဖြစ်ပါတယ်မနက်4 နာရီပေါ့နော်ပွဲသွားပြီးမယ်ပြီးတော့အလူလေးလုပ်မယ်ပေါ့ပြစွန်းတော့ကမယ်ပြစွန်းတော့ကမယ်ပတိစိတ်ဘုရားကဟိုတယ်ကနေလမ်းကြည့်တော့မြင်ရတယ်ဆိုတော့ကျွန်တော်တို့2 ယောက်လမ်းလျှောက်ပြီးတော့ဘုရားကိုလာခဲ့လိုက်ကြပါတယ်ဘုရားရဲ့ရင်ပြင်ခြေရင်းမှာတဖြည်းဖြည်းနဲ့လူတွေကများလာတယ်ကျွန်တော်တို့သိလိုက်တာကအဲ့မှာတင်မောလဲစိုက်လာတယ်လို့ပြောတယ်တင်မောစိုက်လာတဲ့အခါလူတွေကလည်းပို့ပြီးတော့တဖြည်းဖြည်းများလာတယ်ဘုရားရင်ပြင်ပေါ်လဲကျွန်တော်တို့ရောက်လဲရောက်ရောလုံးဝခြေချဖို့တောင်မှခက်တယ်အရင်များတယ်ထုံးစံအတိုင်းကျွန်တော်တို့ဆွင့်ကပ်လူပါတယ်ပွဲပေးပါတယ်စင်မီရောအမွေရန်ရောထပ်ပြီးတော့ကပ်လူပါတယ်ကျွန်တော်တို့နဲ့ရောက်ပတိစိတ်တွေပထန်းရွတ်တယ်အားလုံးလည်းပြီးတော်တဲ့အခါကျတော့ဘုရားရင်ပြင်ကနေပြီးတော့ဇီးတန်းဘက်ကိုမနှက်စာစားဖို့အတွက်ထွက်ခဲ့ကြတယ်ပေါ့မနှက်စာစားဖို့ဇီးတန်းလေးကိုရောက်တဲ့အခါမှာစိုင်းနေလဲဖွင့်နေပါပြီမနက်ကင်းကန်းဇက်ကလေးကိုတဝိုင်းရှူရတာကလည်းတကယ် relax တော့ဖြစ်စေပါတယ်မနှက်စာစားတဲ့အခန်းကိုတော့ကြော်လိုက်မယ်ဗျာမနှက်စာသိမကြိုက်လို့မို့တလက်စားရဲဘုံဘုံစီကိုသွားဖြစ်ခဲ့တယ်ဘုံဘုံကိုဝတ္ထုငွေလေးထပ်ပြီးတော့ကလူဖြစ်ခဲ့တယ်ပြီးတော့ဘုံဘုံကကျွန်တော်တို့လူချင်းတဲ့အတိုင်းပေါ့နော်အလူရှင်ရဲ့နာမည်လေးတွေကိုဘုံဘုံကအခုလိုပဲထိုးပေးခဲ့ပါတယ်အဖေနှစ်ယောက်ကိုရည်ရွယ်ပြီးတော့မိဘတွေကိုအမှုထားပြီးတော့ဒါလူတဲ့စတူဒေတာအလူလေးပေါ့နော်ဒါကအချက်ပြုတ်လုံးမဲ့နေရာလို့ပြောပါတယ်ဒါကကျွန်တော်တို့စတူဒီတာကျွေးမွေးမယ်အမရာကျောင်းဆောင်မှာလမ်းကြုံလို့ရှိရင်မော်တင်စွန်ဖရားရဲ့ဘယ်ဘက်တောင်ကဂုံးပေါ်လေးကိုလာခဲ့ပါအဲ့ဒီမှာအမရာကျောင်းဆောင်ရှိပါတယ်2 ရက်နေ့မှာစတူဒီတာကျွေးမွေးမှာဖြစ်ပါတယ်ခင်ဗျာလာရောက်သုံးဆောင်လဲဖို့ဖိတ်ခေါ်ပါတယ်